လို့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အိမ်မှာပဲခန္ဓာကိုယ် body weight ကိုအသုံးပြုပြီးတော့ဆော့လို့ရတယ်လေ့ကျင့်ခန်း10မျိုးကိုကစားပြတော့မှာဖြစ်ပါတယ်လေ့ကျင့်ခန်းတစ်မျိုးစီကိုစက္ကန့်30နဲ့10စက္ကန့်အနားမှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့အတူတူလိုက်ဆော့ဖို့ဖိတ်ခေါ်ပါတယ်